ထိတ်တန်းရောက်နေတဲ့သတင်းတွေထဲမှာတော့ solid state battery နဲ့ကီလိုမီတာ1000မောင်းမဲ့လျှက်စစ်ကားတစ်တွေအကြောင်းကလူစိတ်ဝင်စားမှုအများဆုံးဖြစ်ပါတယ်။လျှက်စစ်ကားလောကရဲ့အပြောင်းလဲလို့ခေါ်ရမယ့် solid state battery နည်းပညာတွေဟာအခုဆိုရင်လက်တွေ့ထုတ်လုပ်ရေးပိုင်းကိုကူးပြောင်းလာနေပါပြီ။ဒီဘက်ထရီရဲ့ထူးခြားချက်ကတော့တစ်ခါအားသွင်းရုံနဲ့ကီလိုမီတာ1000ကျော်မိုင်620ကျော်ထိမောင်းနေနိုင်မှာဖြစ်တယ်လို့အားပြန်သွင်းရင်လည်းအချိန်10မိနစ်လောက်ပဲကြာမယ်လို့သိရပါတယ်။ဒါကြောင့်ပဲလက်ရှိလျှက်စစ်ကားသုံးနေတဲ့သူတွေရင်ဆိုင်နေရတဲ့မိုင်ဝေးဝေးမောင်းရင်အားကုန်မှကြောက်ရတဲ့စိတ်ကိုရာနှုန်းပြည့်ဖြည့်ရှင်းနိုင်တော့မှာဖြစ်ပါတယ်။အခုနှစ်ကစပြီး AI နဲ့ Level 3 Autonomous Driving လို့ခေါ်တဲ့ကိုယ်တိုင်မောင်းစနစ်ခေတ်ဦးကိုစတင်နေပြီလို့သိရပါတယ်။ကမ္ဘာထိပ်တန်းကားကုမ္ပဏီကြီးတွေဟာ AI ဉာဏ်ရည်တုနည်းပညာကိုကားမောင်းနေမှုစနစ်တွေမှာအရှိန်ဟုန်ပြင်းပြင်းထည့်သွင်းလာကြပါတယ်။ဒီလိုထည့်လိုက်တဲ့အတွက်ဘာတွေထူးခြားလာလဲဆိုရင်တော့အဝေးပြေးလမ်းမတွေပေါ်မှာတင်မကပဲမြို့တွင်ရင်ကျော်ပိတ်ဆို့တဲ့နေရာတွေမှာပါကားမောင်းတဲ့သူဟာစတီယာရင်ကိုကင်ထားစရာမလိုလမ်းကိုလည်းကြည့်နေစရာမလိုပဲကားကိုသူ့အလိုလိုစိတ်ချလက်ချသွားလာလို့ရမှာပဲဖြစ်ပါတယ်။ Level 3 Autonomous Driving စနစ်တွေကိုဥရောပနဲ့အမေရိကန်လမ်းမတွေပေါ်မှာတရားဝင်ခွင့်ပြုချက်ရရှိပြီးစတင်အသုံးပြုနေပြီလို့လည်းသိရပါတယ်။အခုနှစ်ထဲမှာထူးခြားတဲ့အချက်တစ်ချက်ကတော့လူတိုင်းစီးနိုင်မဲ့စေးသက်သာတဲ့မီနီလက်စစ်ကားလေးတွေအပြိုင်ဆိုင်ထုတ်လာကြတာကိုတွေ့ရပါတယ်။အရင်ကဈေးကြီးပေးဝယ်ရတယ်ဆိုတဲ့အယူအဆကိုချိုးဖျက်ဖို့တရုတ်နဲ့ဥရောပခြေဆိုင်ကုမ္ပဏီတွေကဒေါ်လာ2000ထက်နည်းတဲ့လက်စစ်ကားငယ်လေးတွေကိုဈေးကွက်တဲ့အပြိုင်ဆိုင်မိတ်ဆက်လာကြပါတယ်။မြို့တွင်ရုံးတဲ့ရုံစင်သွားလာသူတွေနဲ့လူငယ်ထုကိုအတီးကပြစ်မှတ်ထားပြီးပေါ့ပပနဲ့စမတ်ကြကြစီးနိုင်ဖို့ဖန်တီးထားတာဖြစ်ပါတယ်။ကားနည်းပညာပိုင်းမှာတော့ဟိုက်ဒရိုဂျင်ကားတွေရဲ့အခန်းကဏ္ဍမြင့်မားလာတယ်လို့သိရပါတယ်။ကားထုတ်တဲ့ကုမ္ပဏီတွေဟာဘက်ထရီတစ်မျိုးတည်းတင်မကပဲအနာဂတ်ကာဗွန်ကင်းစင်ရဲ့အတွက်ဟိုက်ဒရိုဂျင်ဖျူးဆဲလ်နည်းပညာကိုလည်းပိုပြီးအာရုံစိုက်လာကြပါတယ်။ခရီးဝေးမောင်းရတဲ့ကုန်တင်ကားကြီးတွေနဲ့ Luxury SUV ကားကြီးတွေမှာဟိုက်ဒရိုဂျင်စနစ်ကိုပိုပြီးတွင်တွင်ကျယ်ကျယ်စမ်းသပ်ထုတ်လုပ်နေကြတယ်လို့သိရပါတယ်။ဒီကားတွေကိုအားပြန်ဖြည့်ရင်လည်းအချိန်မိနစ်ပိုင်းလောက်ပဲကြာမှာဖြစ်လို့အနာဂတ်မှာဒီကားတွေဟာလျှက်စစ်ကားတွေကိုကြော်တက်သွားဖို့ရှိနေပါတယ်။ကားမှန်ပတင်းပေါက်တွေကစခရင်ဖြစ်လာတဲ့အထိနီးပညာမြင့်မားလာတော့မယ့်အခြေအနေရှိနေပါတယ်။မကြာခင်ကပဲမိတ်ဆက်လိုက်တဲ့ concept ကားတွေရကားရဲ့ပေးမှန်ပတင်းပေါက်တွေနဲ့ရှေ့လေကာမှန်တွေဟာတာမန်မှန်တွေတင်မကတော့ပဲ augmented reality AR စနစ်သုံးစခရင်တွေဖြစ်ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။လမ်းဘေးမှာရှိတဲ့ဆိုင်တွေအဆောက်အုံတွေရဲ့အချက်လက်တွေကိုမှန်ပေါ်မှာတိုက်ရိုက်ပြသပေးမှာဖြစ်တယ်လို့ခရီးသည်တွေအတွက်လည်းဖျော်ဖြေရေး entertainment တွေကိုမှန်ပေါ်မှာတင်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ဒီနေ့ခေတ်ကမ္ဘာကားလောကဟာစက်မှုအင်ဂျင်နီယာခေတ်ကနေနည်းပညာနဲ့ AI ခေတ်ကိုရာနှုန်းပြည့်ကူးပြောင်းသွားပြီလို့ပြောလို့ရပါတယ်။ကားတစ်စီးဟာတွာလာရေးရှင်နဲ့မကပဲရွှေလျားနေတဲ့ကွန်ပျူတာတစ်လုံးတို့ဖြစ်လာပြီလို့ပြောရမှာပဲဖြစ်ပါတယ်ရှင်။